အခြေခံလိုအပ်ချက်များကိုအပေါ်ယံကျော်အဖြစ်သဘောလုပ်ထားသောရန်ကုန်တိုင်းဒေသကြီးအတွင်းမှပုဂ္ဂလိကစာသင်ကျောင်းများကိုကြက်မှတ်မည်ဖြစ်ကြောင်းပုဂ္ဂလိကစာသင်ကျောင်းနယ်ပယ်နှင့်ပတ်သက်၍သိရှိသူသတင်းရင်းမြစ်တဦးက MB News သို့ပြောသည်ပုဂ္ဂလိကစာသင်ကျောင်းဟုဆိုကာလူနေအိမ်များတွင်ငှားရမ်းဖွင့်လှစ်ထားခြင်းမီးဖိုချောင်ကိုဓာတ်ခွဲခန်းပြုလုပ်ထားသည့်ပုဂ္ဂလိကစာသင်ကျောင်းများလည်းပါဝင်ပြီးအခြေခံလိုအပ်ချက်များနှင့်ပြည့်စုံသောပုဂ္ဂလိကစာသင်ကျောင်းဖြစ်စေရန်ကြက်မှတ်မည်ဟုလင်းကဆိုသည်တချို့ကျောင်းတွေကအိမ်တော့အိမ်မှာငှားပြီးတော့ဖွင့်ကြတာအဲ့ဒီတော့အခန်းလေးတွေကကျင်းတယ်စာသင်ခန်းဆိုတာသူကအတိုင်းအတာပေးထားတယ်ဘယ်လောက်ရှိရမယ်မူလာတန်းဆိုရင်တစ်မျိုးပေါ့နော်အထက်တန်းဆိုရင်တစ်မျိုးပြီးတော့စာကြည့်တိုက်ရှိရမယ်ပြီးတော့ဓာတ်ခွဲခန်းရှိရမယ်ပေါ့နော်အဲ့ဒီလိုသတ်မှတ်ထားတော့သူတို့တွေကဖြစ်ကတဆန်းပေါ့ဓာတ်ခွဲခန်းဆိုရင်လည်းဖြစ်ကတဆန်းလှုပ်ထားတာလေးတွေတွေ့ရတယ်တချို့ဆိုရင်ဓာတ်ခွဲခန်းစာကြည့်တိုက်ဆိုပြီးပြောတော့လေကားအောက်ကအခန်းလေးဖြစ်နေတာတို့ဓာတ်ခွဲခန်းဆိုရင်လည်းမီးဖိုချောင်ကိုဓာတ်ခွဲခန်းလုပ်ထားတာတို့အဲ့ဒီလိုတွေဖြစ်နေတယ်ဟုလင်းကပြောသည်ထိုက်ဆန်ဇူလိုင်လ29ရက်နေ့ပါဆောင်းပါးကိုဇာမနီမြန်မာနိုင်ငံကြီးသားအသိပညာပေးရေးအဖွဲ့ကပြန်လည်ဝေမျှပါမည်ကိုယ်ပိုင်ကျောင်းများသည်မြန်မာနိုင်ငံတွင်ပုဂ္ဂလိကပညာရေးအဖြစ်လှုပ်ဆောင်သည့်ကျောင်းများဖြစ်ပြီးပညာရေးဝန်ကြီးဌာန၏ဥပဒေများနှင့်လမ်းညွှန်ချက်များအရမှတ်ပုံတင်ထားရပါသည်ကိုယ်ပိုင်ကျောင်း၏အဓိကအချက်များကိုယ်ပိုင်ကျောင်းများသည်အစိုးရကျောင်းများနှင့်မတူဘဲပုဂ္ဂလိကပိုင်ဆိုင်မှုဖြင့်လှုပ်ဆောင်သည့်ပညာရေးအဖွဲ့အစည်းများဖြစ်သည်မိဘများအနေဖြင့်သားသမီးများကိုအစိုးရကျောင်းပုဂ္ဂလိကကျောင်းသို့မဟုတ် International ကျောင်းများတွင်သင်ကြားရန်ရွေးချယ်နိုင်ပြီးကိုယ်ပိုင်ကျောင်းများတွင်သင်ကြားမှုအရေးသွေးဘာသာရပ်များနှင့်သင်ရိုးညွှန်းတမ်းများကိုမိမိလိုအပ်သလိုရွေးချယ်နိုင်သည်ဥပဒေများနှင့်မှတ်ပုံတင်ခြင်းကိုယ်ပိုင်ကျောင်းများသည်ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေ2011အရမှတ်ပုံတင်ရမည်ဖြစ်ပြီးအောက်ပါအချက်များပါဝင်သည်ကျောင်းမည်တည်နေရာနှင့်အမျိုးအစား primary secondary X ကျောင်းမှတ်ပုံတင်လက်မှတ်နှင့်သက်တမ်း9နှစ်ရင်းနှီးမြှုပ်နှံမှုအထောက်အထားများနိုင်ငံသားနိုင်ငံခြားသားဘဏ်စာရင်းအခွန်အခြေအနေများနှင့်ပညာရေးဝန်ကြီးဌာနထောက်ခံချက်မှတ်ပုံတင်ကြေးနှင့်နှစ်စဉ်ကြေးမှတ်ပုံတင်ကြေး50သိန်းနှစ်စဉ်ကြေး60သိန်းမှတ်ပုံတင်ခြင်းအပြီးကျောင်းများသည်ပညာရေးဝန်ကြီးဌာနနှင့်ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့များ၏စစ်ဆေးမှုနှင့်အတည်ပြုချက်အရလှုပ်ဆောင်နိုင်သည်ပုဂ္ဂလိကကျောင်းများ၏လှုပ်ဆောင်မှုသင်ရိုးညွှန်းတမ်းမြန်မာသင်ရိုးညွှန်းတမ်းသို့မဟုတ်အပြည်ပြည်ဆိုင်ရာသင်ရိုးညွှန်းတမ်းကိုအသုံးပြုနိုင်သည်ဘာသာရပ်များမူလတန်းမှအထက်တန်းအထိသင်ကြားနိုင်ပြီး STEM နည်းပညာနှင့်လူမှုဆက်ဆံရေးအရေးချင်းများကိုလည်းဖွံ့ဖြိုးပေးသည်ကျောင်းဥပဒေလိုက်နာမှုကျောင်းသားများ၏အရေးချင်းမြင့်တင်ရေးနှင့်ဘဝစိန်ခေါ်မှုများကိုရင်ဆိုင်နိုင်စေရန်ပညာရေးဆိုင်ရာအစီအစဉ်များကိုလိုက်နာသည်ဇာမနီမြန်မာနိုင်ငံကြီးသားအသိပညာပေးရေးအဖွဲ့ကမြန်မာနိုင်ငံသားရဲ့စိတ်ဓာတ်နှင့်ကိုယ်ပိုင်အထက်တန်းကျောင်းများမှလူငယ်တို့ဘဝကျောင်းသားကျောင်းသူများကိုနောင်တစ်ချိန်မြန်မာနိုင်ငံသားကောင်းများဖြစ်တည်လာကြစေရန်ရည်ရွယ်ပြီးအတိတတိယစေရန်ပြန်လည်ဝေမျှလိုက်ပါသည်ယနေ့သည်20ခုနှစ်ရက်ဇူလိုင်2026ခု